မင်္ဂလာပါရှမ်းပေးဆောင်ဖမ်းမရာမတွေ့တာတောင်တော့ကြပြီနော်ဒီနေ့ဒီဗီဒီယိုမှာစကားပြောပုံပြောနည်း5မျိုး sharing လုပ်ချင်ပါတယ်အရင်ဦးဆုံး2026 summer holidays မှာ Word a family lesson online video class တကူဖွင့်ဖို့ရှိတယ်ဆိုတာစစ်စင်အရင်လတွေကလည်းပြောခဲ့ပါတယ်เนาะဆိုတော့နောက်တစ်လမှာ class ဖွင့်ဖို့ရှိပါတယ်တချို့တွေက enroll လုပ်ထားတဲ့လူလည်းရှိတယ်ဒါပေမဲ့ enroll မလုပ်သေးတဲ့လူလည်းရှိသေးတယ်ဆိုတော့ enroll မလုပ်ရသေးတဲ့လူတွေအမြန် enroll လာလုပ်ကြပါလို့အရင်ဦးဆုံးပြောချင်တယ် Okay ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုကိုစလိုက်ရအောင်လား Ready go ပထမတစ်ခုက Are you being sarky Are you being sarky or Are you being sarcastic Are you being sarcastic မင်းငါ့ကိုရွက်နေတာလား What မင်းငါ့ကိုရွက်ပြောနေတာလားလူတယောက်ယောက်ကို actions လုပ်ရအနေနဲ့ပဲဖြစ်ဖြစ် words စကားအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ပြောတယ်လုပ်တယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးချိန်တွေမှာတစ်ဖက်လူကမဲလိုက်မယ် What Are you being sarky Are you being sarcastic မင်းငါ့ကိုရွက်နေတာလားမင်းငါ့ကိုရွက်ပြောနေတာလားဒီ speaking pattern လေးတုံးလို့ရပါတယ်နော်ဒုတိယတစ်မျိုးကတွယ်ဝိုက်ပြီးတော့ပြောတာကို English လိုဘယ်လိုပြောမလဲတွယ်ဝိုက်ပြီးပြောတာကို imply ဒါတွယ်ဝိုက်ပြီးတော့ပြောတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် Are you implying that I am wrong မင်းငါမားနေတယ်လို့တွယ်ဝိုက်ပြီးတော့ပြောနေတာလား Are you implying that I am wrong Are you implying that I am wrong Her silence implies agreement. Her silence implies agreement. Her silence implies agreement. သူမရဲ့တိတ်ဆိတ်မှုကတဘောတူထောက်ခံမှုကိုတွေ့ဝိုက်နီးနဲ့ပြောပြနေတာဖြစ်တယ်။နားလေလားတော့မတည်ဘူး။ तू က I agree with you. I totally agree with you လို့တော့မပြောပေမဲ့သူရဲ့silence တိတ်ဆိတ်မှုဘာမှမပြောချင်อ่ะသူရဲ့ agreement ကိုဖော်ပြနေတယ်ဆိုတဲ့အတိတ်ပဲကိုပြောချင်တာဖြစ်တယ် Okay Her silence implies agreement တတိယတစ်ခုကခုနတော့တွေ့ဝိုက်ပြီးတော့ပြောတာဖြစ်သွားပြီအခုကျတော့တစ်ပြောတာကို tell someone straight နဲ့ပြောလို့ရပါတယ်ဥပမာ I'm going to tell you straight Your idea isn't feasible ငါမင်းကိုတိတ်ပဲပြောမယ်နော်မင်းရဲ့ idea ကမဖြစ်နိုင်ဘူး feasible ဆိုတာကဖြစ်နိုင်တော့ဖြစ်တတ်တော့ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမှာရှေ့မှာ not နဲ့ညှင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့မင်းရဲ့ idea ကမဖြစ်နိုင်ဘူးဆိုတဲ့အတိတ်ပဲတက်ရောက်ပါတယ် I'm going to tell you straight Your idea isn't feasibleဒီမှာ going to ကိုစကားပြောတဲ့နေရာမှာ gonna ဒါနဲ့ပြောပါတယ် I'm gonna tell you straight your idea isn't feasible There's no point in beating around the bush so I'll give it to you straight There's no point in beating around the bush so I'll give it to you straightဒီမှာတခုလေး sharing လုပ်ပေးချင်တယ်ဒီမှာ there's no point in အနောက်မှာ verb ing form ဆိုရင်တော့ဒါကတခုခုကိုလုပ်နေလဲအပူပဲဘာမှထူးလာမှာမဟုတ်ဘူးဘာမှအရာမရောက်ဘူးဘာမှအတုံးမဝင်ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နောက်မှာ beat around the bush က idiom တခုဖြစ်ပါတယ်ဒီမှာ beat ကထူတာရိုက်တာ bush ကခြုံပုတ်ကိုပြောတာခြုံပုတ်ကိုထူတယ်ရိုက်တယ်လို့တိုက်ရိုက်အတိတ်ပဲပြန်လို့ရပါမယ်ဒါပေမဲ့သူ့ရဲ့စကားစုက idiom ဖြစ်ပါတယ်ဒါကကွိလေကြောင်ဘက်လှုပ်တီကွိလေကြောင်ဘက်ပြောတီဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နော် There's no point in beating around the bush ကွိလေကြောင်ဘက်လှုပ်နေလေအဘူပဲဘာမှထူးမှာမဟုတ်ဘူး so I'll give it to you straight ဒါကြောင့်မို့ငါမင်းကိုတိတ်ပဲပြောတော့မယ်တခါတလေကျတော့ဒီ tell နေရာမှာ give လဲလာတတ်တယ်နောက်တစ်မျိုးက
စိတ်ထဲရှိတဲ့အတိုင်းပြောတယ်ဆိုတဲ့စကားကိုလည်းကြားဖို့မယ်ထင်ပါတယ်အဲ့ဒါလည်း English လိုလည်းရှိပါတယ်အဲ့ဒါက speak someone's mind ဖြစ်ပါတယ်တခါတလေကျတော့ speak ရဲ့နောက်မှာ out ကလည်းတွဲလာတတ်တယ် speak out someone's mind နဲ့ speak someone's mind ကများသောအားဖြင့်အတူတူပါပဲအတိတ်ပဲရေဘူးရအားဖြင့်ဒါကစိတ်ထဲရှိတဲ့အတိုင်းပြောတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဥပမာလေးနဲ့ကြည့်ရအောင် It is important to speak your mind in a relationship It is important to speak your mind in a relationship relationship တခုမှာစိတ်ထဲရှိအတိုင်းပြောဖို့ကအရေးကြီးပါတယ်ဒီနေရာမှာတခုပြောချင်တာ relationship ဆိုတာဒီသမီးစားကြားမှာရှိတဲ့ relationship ကိုပဲပြောချင်တာမဟုတ်ဘူးဒီတငယ်ချင်းနှစ်ယောက်ခင်မင်မှုဒါမှမိဘနဲ့တာသမီးကြားက relationship အလုပ်ရှင်နဲ့အလုပ်သမားကြားက relationship အကုန်လုံး everything ကိုပြောချင်တာ right it is important to speak your mind in a relationship Larry isn't afraid to speak his mind even in front of the boss Larry ကသူ့ရဲ့ boss ရှေ့မှာတောင်မှစိတ်ထဲရှိတဲ့အတိုင်းပြောဖို့သူကမကြောက်တတ်ဘူး Larry isn't afraid to speak his mind even in front of the boss If you don't agree with them don't be afraid to speak your mind If you don't agree with them don't be afraid to speak your mind မင်းတို့မထောက်ခံဘူးသူပြောတာတဘောမတူဘူးဆိုရင် don't be afraid to speak your mind မင်းစိတ်ထဲကရှိတဲ့အတိုင်းပြောဖို့မကြောက်ပါနဲ့တနည်းအားဖြင့်အားမနာပါနဲ့လို့ပြောချင်တာ Okay right If you don't agree with them don't be afraid to speak your mind If you don't agree with them don't be afraid to speak your mind နောက်ဆုံးအနေနဲ့ idiom လေးတစ်ခုကိုလည်း sharing လုပ်ပေးချင်ပါတယ်အဲ့ဒါက call a speed ဖြစ်ပါတယ်call ဆိုတာကခေါ်တာပေါ့နော် speed ဆိုတာကကော်ပြားကိုပြောတာဒါပေမဲ့တိုက်ရိုက်ပြန်လို့ရှိရင်အတိတ်ပဲလုံးဝမရှိဘူးဒါ idiom တစ်ခုဖြစ်တယ်ဒါကဘာလဲဆိုတော့အရှိကိုအရှိတိုင်းဖြစ်ကိုဖြစ်တိုင်းပြောတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဆိုတော့ example လေးနဲ့ကြည့်ရအောင်Let's call a speed a speed. You didn't forget to pay the bill. You spent the money on something else. ရှိကိုရှိတိုင်းပဲပြောပြရစီနင်းပေးဆောင်ဖို့နင်းမိနေခဲ့တာမဟုတ်ဘူးတခြားတစ်ခုခုမှမင်းငွေတွေကိုတုံးလိုက်တာ Okay right Let's call a speed a speed. You didn't forget to pay the bill. You spent the money on something else. I really appreciate a manager who calls a speed and tells me exactly where my performance is lacking. I really appreciate the manager who calls a speed and tells me exactly where my performance is lacking. ငါရဲ့လှုပ်ဆောင်မှုတွေကလိုအပ်နေတဲ့နေရာမှာလင့်ဟာနေတဲ့နေရာမှာအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းပြောပြပေးတော့ manager ကိုအရန်ကျေးဇူးတင်တယ် I really appreciate the manager who calls a speed and tells me exactly where my performance is lacking I really appreciate the manager who calls a speed and tells me exactly where my performance is lackingဒီဗီဒီယိုမှာမျှဝေတာဒီလောက်ပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ် Okay အားလုံးကိုကျေးဇူးတင်ပါတယ်ဖြတ်ရှင်ကောင်းကြီးပေးပါစေ